မဆုခမင်္ဂလာပါဒီကျွလအတွင်းမှာရှမ်းပြည်ရဲ့နိုင်ငံရေးစစ်ရေးအခြေအနေတွေဘယ်လိုပြောင်းလဲသွားတယ်ဘာတွေထူးခြားလဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့ရှမ်းတန်တော်စင်အက်ဒီတာချုပ်ကိုဆိုင်မုန်းနဲ့ကျွန်တော်နန်းဆိုင်လုံးတို့ကတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်မဆုခမဆုခဒီလအတွင်းမှာတော့ဒီစစ်ရေးနိုင်ငံရေးပေါ့နော်ကျွန်တော်ရှမ်းပြည်ကတော့အရန်ကိုထူးခြားတဲ့ဟာစစ်ရေးရလေပိုပြင်းလာတာတွေ့ရတယ်ပေါ့နော်ကိုဆိုင်မွန်ရဲ့အခုဆိုရင်ကြည့်မယ်ဆိုရင်လည်းဒီဂျွန်လာမှာပဲစစ်ကောင်စီကငင်းချမ်းရေးဖိုလန်ဆိုပြီးတော့လုတ်သွားတယ်ပြီးတော့ဒီရှမ်းမြောက် DNA ရဲ့ထိန်းချုပ်ရေးနေမီမှာလေချောင်းပုံကျဲမှုတွေရတယ်ပြင်းပြင်းထန်ထန်ဖြစ်လာတယ်ပေါ့နော်အဓိကအဖြစ်တော့နောင်ချိုကြောက်မဲဆိုရင်ရှေ့လာတော့ထိန်းချုပ် DNA ထိန်းချုပ်စင်ကာလကလေးကတော့တိတ်ပြီးတော့ပုံကျဲတာမရှိဘဲနဲ့ဒီလမှာကျဲလာတဲ့လူတေတဲ့ထိဖြစ်လာတယ်ပေါ့နော်ဒီကိစ္စတွေကရောတကယ်ကိုစစ်ကောင်စီကငင်းချင်းရေးတကယ်ရောလိုလားနေလားပေါ့နော်အချို့ကတော့ဟန်ပြငင်းချင်းရေးလို့ပြောထားတယ်ပေါ့နော်ကိုဆိုင်မွန်းရောအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သုံးသပ်ပေးပါဒါဒီကိစ္စလေးတမိုင်းကြောင်းအရာကြည့်လို့ရှိရင်အရင်ကလေးကဒီဦးနေဝင်းခေလောက်ကလေးကအထင်နဲ့ငင်းချမ်းရေးနဲ့လက်နဲ့လဲတဲ့ကိစ္စတွေလှုပ်လာခဲ့တယ်တစ်ဖက်ကလည်းလက်တွေ့အားဖြင့်တနက်ကင်ဆောင်တာပါအတွက်ကင်ဆောင်ရတာလဲဆိုတော့ဇင်းမြစ်ပေါ့နော်အဲ့ဒါဥမာဒီရှမ်းဒေါ်လာရေးဆိုရင်သူကဆုံးရှုံးနေတဲ့ရှမ်းပြည်ရဲ့အခွင့်အရေးတွေကိုပြန်ရဖို့လက်နဲ့ကင်တာလေနော်အခုကလက်နဲ့ငင်းချမ်းရေးလဲတယ်ဆိုတော့ဒီမက်လုံးတွေပေးပြီးတော့မှငင်းချမ်းရေးလောက်ခိုင်းတယ်ကုမ္ပဏီထောင်ခိုင်းတယ်အဲ့လိုမျိုးပေါ့လက်တွေ့အားဖြင့်ဒီနီးနီးကပ်ကပ်ကြည့်မယ်ဆိုရင်ဒီဦးသိန်းစိန်အစိုးရခေတ်တုန်းကစလာတဲ့ဒီ bilateral agreement တို့နောက်ပြီးတော့မှ union level agreement တို့နောက်ပြီးတော့မှ NCA အထိရောက်လာတယ်လीနော်အဲတုန်းကမရဆိုရင်ကျွန်တော်တို့ UNFC ညီညွတ်သောတိုင်းဒေသလူမျိုးများကောင်စီအဲ့ထဲမှာတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေတော်တော်များများပါနေတယ်အဲ့ဒါကဒီ2000ပြည့်နှစ်လွန်ကလေးကအဖွဲ့အစည်းပေါင်းများစွာစုစည်းပြီးတော့မှထပ်ဆင့်နာမည်ပြောင်းပြီးတော့မှဖြစ်လာတဲ့ဒီ UNFC မှာဒီတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေတော်တော်ဆုံးတယ်သူတို့ကငင်းချမ်းရေးရယူဖို့မိမိအခွင့်အရေးကိုငင်းချမ်းရေးစကဝိုင်းကနေပြီးတော့မှဆွေးနွေးပြီးတော့မှရယူဖို့ဆိုတဲ့ဟာတွေလှုပ်လာခဲ့တယ်ဒါပေမဲ့2015ဒီဒေါအောင်ဆန်းစုကြည်အစိုးရခေတ်တောင်မှပြောလို့ရတယ်เนาะအဲ့အချိန်တုန်းက NCA လက်မှတ်ထိုးတဲ့အချိန်ကျတော့ဘာဖြစ်လာလဲဆိုတော့ဒီမြောက်ပိုင်းတပ်ဖွဲ့3ဖွဲ့ကိုခြံထားလိုက်တယ်ခြံထားလိုက်တော့ TNLA AA နောက်ပြီး MNDA ပေါ့1027စစ်စင်ရေးကိုစပြီးတော့မှစစ်စင်တဲ့နာမည်ကြီးလာတဲ့အုပ်စု3ခုကိုဖယ်လိုက်တယ်အဲတုန်းကဖယ်လိုက်တဲ့အချိန်တုန်းကမရတောင်မှကြားတာပေါ့နော်ဒီစစ်ကောင်စီကဒီ3ဖွဲ့နဲ့တိုက်ပွဲမဖြစ်လို့သူတို့နဲ့ငင်းချမ်းရေးဆွေးနွေးစရာမလိုဆိုပြီးတော့မှဒီ3ဖွဲ့ကတိုက်ပွဲအပြင်းထန်ဆင်နွှဲတယ်အပြင်းထန်ဆင်နွှဲပြီးတော့မှstatement ဆိုရင်ဒီတပတ်သေး3ဆောင်ထုတ်တဲ့အဆင့်တွေပါတယ်ရောက်တယ်သူတို့တိုက်ပွဲဆင်နွှဲနေပါတယ်ဆိုတဲ့အကြောင်းတွေပေါ့နော်တောက်လျှောက်တွေလှုပ်လာခဲ့တယ်ဒါပေမဲ့ဒီငင်းချမ်းရေးက NCA လက်မှတ်ထိုးပေမဲ့ဟိုအဖွဲ့ကိုဖဲဒီအဖွဲ့ကိုဖဲအဲ့လိုမျိုးလှုပ်ထားလိုက်တော့ရှင်းပြလို့ရှိရင်နိုင်ငံထဲမှာမီးဆက်တောက်အောင်ဖို့အစမီးစချန်ထားတယ်လို့ပဲအဲ့တော့တကယ်တမ်းဒီငင်းချမ်းရေးကအဲ့ဒီ3ဖွဲ့ကိုအဲ့ကလေးက2015ကလေးက NCA ကလေးကပါဝင်ခွင့်ရလို့ရှိရင်ဒီရှမ်းပြည်မြောက်ပိုင်းမှာကအခုလိုမျိုးတိုက်ပွဲဖြစ်လာစရာအကြောင်းမရှိဘူးဒီမိုကရေစီအစိုးရခေတ်လို့တောင်ပြောရတယ်ပေါ့နော်အဲ့တုန်းကဒါပေမဲ့ဒီလက်တွေ့အားဖြင့်တော့ဒီမိုကရေစီအစိုးရဆိုပေမဲ့လည်း2010ကနေပြီးတော့မှစစ်သားတဝက်နဲ့ဖြစ်လာတဲ့ဒီမိုကရေစီက2012ကြတော့ဒီNLD ကဒီကြားဖြတ်ရွေးကောက်ပွဲမှာအပြတ်အသတ်နိုင်ရတယ်2025မှာလည်း2015မှာလည်းဆက်တိုက်အနိုင်ရခဲ့တယ်ဒါပေမဲ့ဒီကျွန်တော်တို့လေ့လာကြည့်လို့ရှိရင်ဒီတက်ကအာဏာထိန်းချုပ်ထားတာကလက်တွေ့ကလွတ်မပေးထားဘူးလက်တွေ့လွတ်မပေးထားတော့ဒီမိုကရေစီကလည်းရာနှုံးပြည့်ဖြစ်မလာဘူးအရှင်းပြောလို့ရှိရင်တောင်ဆန်းစုကြည်ကိုတိုင်တောင်မှစစ်တပ်ဘက်ကိုဖော်လို့လိုက်ပြီးပြောနေရတဲ့အဆင့်
ဥမာဒီရှမ်းပြည်မြောက်ပိုင်းမှာစပြီးတော့မှစစ်စင်နွဲနေတဲ့အချိန်2016တုန်းကနော်စစ်ကောင်စီကစစ်တပ်ပေါ့နော်ပမာစစ်တပ်ကစစ်အပြင်းထန်စင်နွဲနေတဲ့ရှမ်းပြည်မြောက်ပိုင်းမှာအဲ့မှာလွတ်တော်ထဲမှာကတိုက်ပွဲတွေရပ်ဖို့တောင်းဆိုတယ်တောင်ဆန်းစုကြည်ပါပြောလဲဆိုတော့အဲ့တုန်းကစစ်တပ်ကတူ့လုပ်နေတာတဲ့အဲ့လိုမျိုးအဆင့်ပေါ့နော်အဲ့လိုမျိုးအဆင့်ထုတ်ပြောတော့ရှင်းပြောလို့ရှိရင်စစ်တပ်ရဲ့လုတ်ပိုင်ခွင့်ကပို့ပြီးတော့မှအားကောင်းသွားတာပေါ့နော်အဲ့တုန်းကဘာဆိုတော့လွတ်တော်ထဲမှာကတရားဝင်လူထုရွေးကောက်ထားတဲ့နိုင်ငံရေးပါတီတွေတရားဝင်လူထုရွေးကောက်ထားတဲ့လွတ်တော်အမတ်တွေတိုင်းပြည်ငြိမ်းချမ်းဖို့တိုင်းပြည်ရဲ့တရားဥပဒေစိုးမိုးဖို့ဥပဒေရွေးဆွဲဖို့လွတ်တော်တက်ရောက်နေကြတာလေအဲ့အချိန်မှာလွတ်တော်တော်မှဒီတိုက်ပွဲရက်တမ်းဖို့မလုပ်နိုင်ဘူးနောက်ပြီးဒီ၃ဖွဲ့ကိုလည်းမခေါ်နိုင်ဘူး NCA မှာအဲ့လိုမျိုးကြည့်ချင်းအဖြစ်အခုလုံနေတဲ့ငြိမ်းချမ်းရေးကဟိုတုန်းကငြိမ်းချမ်းရေးနဲ့ရှင်လို့ရှိရင်ဘာမှပြောပါစလောက်မဖြစ်ဘူးဘာဆိုတော့အခုလုံနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ကရှင်းပြောလို့ရှိရင်ဒီစစ်ကောင်စီနဲ့တရုတ်လိုအချက်လို့တောင်မှသုံးသပ်လို့ရတယ်ဘာလို့အဲ့လိုမျိုးသုံးသပ်လို့ရလဲဆိုတော့ဒီငြိမ်းချမ်းရေးဖိုရမ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့သူပါဝင်တက်ရောက်တာကတင်အံ့ဩစရာမဟုတ်ဘူးအခုက UWSA ဝါတပ်ဖွဲ့ပါလာတယ် NDAA မွန်းလာတပ်ဖွဲ့ပါလာတယ် SSPP ရှမ်းပြည်တိုးတက်ရေးပါတီပါလာတယ်ဒီ၃ဖွဲ့ကိုကြည့်ချင်းဖြင့်ဒီငြိမ်းချမ်းရေးဖိုရမ်ကဘာကြောင့်လှုပ်ရလဲဆိုတော့ခံမှန်းလို့ရတယ်ရှင်းပြောလို့ရှိရင်လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာအရေးအပေါ်မှာရွေးကောက်ပွဲနဲ့လမ်းစနိုင်ငံရေးလမ်းစပြန်ဖွင့်မယ်နောက်ပြီးတော့မှဒီငိမ့်ချမ်းရေးဖိုရမ်ကနေတဆင့်တရုတ်ကပါဝင်လာမယ်ဆိုတဲ့ပုံစံပေါ့နော်ဘာဆိုတော့တရုတ်ကဒီရှမ်းပြည်မြောက်ပိုင်းကနေဖြတ်တဲ့ BRI Bay and Road Initiative လမ်းမကြီးကိုအပြင်းအထန်လှုပ်ဖို့လိုအပ်နေတယ်လိုအပ်နေတော့ဒါဒီဟာကိုဖိအားပေးနေတာအဲ့လိုမျိုးအနေထားကြောင့်ဒီငိမ့်ချမ်းရေးဖိုရမ်ကတစ်ဖက်ကလည်းလှုပ်နေတယ်တစ်ဖက်ကလည်းဘုံကျဲနေတာပေါ့ဘုံကျဲနေတယ်ဆိုတဲ့ဟာကလည်းဒီဇူလိုင်လထဲမှာကTNL နဲ့MNDAA နဲ့ဆက်တရုတ်ကိုကန့်ပေါ့နော် MNDAA ကိုကန့်တပ်ဖွဲ့နဲ့ဒီဇူလိုင်လထဲမှာဆွေးနွေးဖို့တည်င်းတွေထွက်နေတယ်နောက်ပြီးတော့မှလာမယ့် August လထဲမှာ TNL နဲ့တွေ့ဖို့SAC နဲ့တွေ့ဖို့ပေါ့နော်တရုတ်ကြားဝင်မှုနဲ့တွေ့ဖို့ပြင်ဆင်နေတယ်ဆိုတော့စစ်ကောင်စီကသူကဒီ TNLA နဲ့ကိုကန့်အဓိကတော့ TNLA ပေါ့နော် TNLA နဲ့မတွေ့ခင်မှာသူကလုံနိုင်စွမ်းရှိတယ်ဆိုတဲ့ဟာကိုသူကပြသခြင်းတယ်တစ်ဖက်ကလည်းတရုတ်ဖိအားပေးတဲ့အတိုင်းမလုပ်လို့ရှိရင်ဒီလိုမျိုးဆက်လုပ်ပါမယ်ဆိုတဲ့ဟာဒီမီးစာပြတဲ့သဘောပေါ့နော်အဲ့လိုမျိုးကြောင့်ဒီဘုံကျဲနေတာဖြစ်တယ်တစ်ဖက်ကလည်းဘုံကျဲနေတဲ့အချိန်မှာစစ်ကောင်စီကမေခွန်းထုတ်စရာတွေအများကြီးရှိတယ်တည်င်းကိုကြည့်လို့ရှိရင်လေနော်ဥပမာစစ်ကောင်စီကဘာလို့ TNLA တပ်စခန်းရှိတဲ့နေရာတို့သိတယ်ဘာလို့ဘုံတောင်းမကျဲလဲအဲ့ဒါမေခွန်းထုတ်စရာဘာလို့လူထုရက်ရွာမှာလူထုနေတဲ့လူထုနေအိမ်မှာလာပြီးဘုံကျဲလဲတစ်ဖက်ကလည်းဒီကြောက်မဲမြို့နောင်ချုံမြို့မှာ TNL ကတိန်းထားတယ် TNL ကသူ့ရဲ့စစ်ကမ်ထဲမှာစစ်စခန်းထဲမှာမနေဘူးနေမနေဘဲနဲ့လူထုကြားထဲမှာလာခိုပြီးနေတယ်လူထုကြားထဲမှာလာခိုနေတော့ရှင်းပြလို့ရှိရင်သူတို့တရှိုတွေလည်းရှိမယ်သူတို့ရဲ့သတင်းပေးတွေလည်းရှိမယ်အဲ့ဒီနားမှာ TNL တက်ရှိနေတယ်နော်ဆိုတဲ့ပုံစံနဲ့သူတို့ကအချက်အလက်နဲ့သူတို့ကရှိတဲ့နေရာကိုလာရောက်ဘုံကျဲတာဖြစ်တယ်ဥပမာကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်နောက်ပိုင်းတုန်းကကုတ်ခိုင်မြို့ကိုလာပြီးဘုံကျဲတုန်းကလာပြီးဘုံကျဲတာလေနော်ကုတ်ခိုင်ဈေးမှာလာဘုံကျဲတယ်ကျွန်တော်တို့နောက်ဆုံးတည်င်းရတာကအဲ့ဒီဈေးဆိုင်ကိုလာဘုံကျဲတဲ့ဆိုင်ပိုင်ရှင်ရဲ့အိမ်မှာကကိုကန့်ခေါင်းဆောင်တွေအစီဝေးလုပ်နေတာဒါကြောင့်မလို့ဘုံလာကျဲတော့အဲ့ဒီဆိုင်ကိုတန်းကြတာပြစ်မှတ်ကထိတယ်ဆိုင်မာလာထိတယ်အိမ်မှာအစည်းအဝေးလုပ်နေတာအမှန်တော့တည်ပေးတဲ့သူကအိမ်နဲ့ဆိုင်နဲ့နေရာလွဲနေတာအဲ့လိုမျိုးအနေထားပေါ့နော်ဒါကြောင့်မလို့ဒီနယ်မြေကိုရထားတဲ့တက်တဲ့အနေနဲ့က
လူထုရဲ့ရွာကိုရှောင်ပြီးတော့မှနေပေးဖို့အရာအရေးကြီးပါတယ်စစ်တီတော်ကျင်းမှုပေါ့ဗျာနော်စစ်တီတော်ကျင်းမှုဂျီနီဗာခေါ်ရစစ်သားတယောက်ဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးကျင်းမှုတွေကျင့်ကြံပြီးတော့မှလူထုဘေးကင်းအောင်ဘယ်လိုအကာအကွယ်ပေးမလဲအတိကကတော့ဘုံမကျဲခင်မှာဒီစစ်ဘေးစစ်တမ်းလူထုမခံဖို့ကြိုတင်ရှောင်ရှားတဲ့နဲ့ကြိုတင်မရှောင်ရှားပဲနဲ့လူထုနာကတ်နေလို့ရှိရင်တော့လူထုကတော့ခံနေရမှာပဲအဲ့လိုမျိုးအနေထားပေါ့နော်ဒါကြောင့်မလို့စစ်ကောင်စီကတစ်အချက်ကတော့ငင်းချမ်းရေးဖိုရမ်လုပ်နေတဲ့အချိန်မှာဒီဘုံကျဲနေတာကပြင်ဆင်ချက်အရာကတော့ဒီလထဲမှာကိုကန်တက်နဲ့တွေ့ဖို့ရှိတယ်လာမဲ့လထဲမှာ TNL တက်နဲ့SCC နဲ့တွေ့ဖို့ရှိနေလို့ပြင်ဆင်တဲ့သဘောပေါ့နော်ဒါပေမဲ့ဒီလူမှုကွန်ရက်စာမျက်နှာနာမည်ကြီးနေတဲ့ကျွန်တော်ကြိုက်တဲ့ post တစ်ခုပေါ့နော် post တွေနဲ့တူရတော့ကျွန်တော်မပြောတော့ပါဘူးအရန်ကောင်းပါတယ်ဘုံကြီးကျောင်းမှာကုသိုလ်ရှိရလားတရားရုံးမှာတရားရေးရှိရလားပေါ့ထို့အတူပဲငင်းချမ်းရေးစကားဝိုင်းမှာငင်းချမ်းရေးလုပ်နေတဲ့သူတွေကငင်းချမ်းရဲ့လားသူတို့ရဲ့နှလုံးသားထဲမှာတကယ်ငင်းချမ်းနေလားသူတို့နှလုံးသားထဲမှာငြိမ်းချမ်းမနေတော့သူတို့ရဲ့အပူမီးကလူထုကိုပြစ်ချတာလေနော်အဲကြောင့်မလို့တစ်ဖက်ကလည်းငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတဲ့ဟာကမိမိကိုယ်ကိုယ်ထဲကလည်းငြိမ်းချမ်းရေးစစ်မှန်တဲ့ငြိမ်းချမ်းရေးရှိလို့ရှိရင်တော့ငြိမ်းချမ်းရေးလုပ်ရင်အောင်မြင်မှာပဲအခုကြတော့ကိုယ်တိုင်ကငြိမ်းချမ်းမှုကိုမလို့အပ်ပဲနဲ့ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတော့လူထုရဲ့ရွာကိုပုံကျဲနေတာကတော့တိတ်တော့မဆန်းပါဘူးတောက်လျှောက်ပဲမြင်လာနေရတယ်နော်အာနာသိန်းကလေးကဟုတ်ကဲ့ပါနောက်တစ်ခုကတော့ခဏတော့ပြောသလိုပဲပေါ့နော်ဒီ DNN ဆိုရင်လည်းစစ်ကောင်စီနဲ့ကတွေ့ဆုံဆွေးနွေးမယ်အရင်တော့လည်းတွေ့ဆုံခဲ့တယ်အဖြေမရဘူးမအောင်မြင်ခဲ့ဘူးပေါ့နော်လောက်လာရှေ့လာမှာလည်းသူတွေ့ဖို့ရှိဩဂတ်လမှာလည်းတွေ့ဖို့ရှိရပေါ့နော်ဒါပေမဲ့ဒီမအောင်မြင်တိုင်းမှာတိုက်ပွဲရဆက်ဖြစ်တယ်ပေါ့နော် DNN နဲ့ပေါ့နော်နောက်တစ်ခုကတစ်ဖက်မှာလည်း DNN ရင်ဆိုင်နေရတာကဒီသူတို့ထိန်းချုပ်တဲ့နေမြေမှာလည်းသူတယောက်တည်းဒီတက်တဲ့ရှိတာမဟုတ် SFPP တက်တယ်လည်းရှိရဆိုတော့ဒီ DNN အနေနဲ့ SFP ကြားမှာလည်းစစ်ပဋိပက္ခတွေဖြစ်နေတယ်အခုဒီလထဲမှာတစ်ဖက်မှာလည်း DNN နဲ့ KIA ကလည်းစစ်ရေးတင်းမာမှုတွေကရှိနေတော့ DNN ရဲ့ကြားထဲမှာနဲ့တိုင်းရင်းသားတွေကြားထဲမှာရောဒီရဲ့စစ်ကောင်စီရဲ့ကြားထဲမှာရောဒီပဋိပက္ခတွေစစ်ရေးတွေကအရင်ပြင်းထန်တာတွေ့ရတယ်ပေါ့နော်တကယ်လို့သူ့အနေနဲ့ရောဒီဟာတွေကိုရှောင်ရှားဖို့အတွက်ပေါ့နော်ဒီတိုင်းသားချင်းချင်းလေးမှာပေါ့နော်ရှောင်ရှားဖို့ဒါမရှိခဲ့ဘူးဆိုရင်စစ်ရေးကဘယ်လောက်ထိပြင်းထန်လာနိုင်လဲပေါ့ဒီရှမ်းမြောက်မှာအမှန်တော့ရှမ်းပြည်အရေးရလေကျွန်တော်တို့ဒီကျွမ်းကျင်ပညာရှင်တွေတောက်လျှောက်ကျွန်တော်တို့တွေ့ခဲ့တယ်သူတို့တွေကဘာပြောလဲဆိုတော့ရှမ်းပြည်အရေးကိုဖြည့်ရှင်းနိုင်လို့ရှိရင်ပြည်ထောင်စုအရေးတော်မှာဖြည့်ရှင်းဖို့ရှမ်းပြည်ကစံပြပဲပေါ့နော်လက်တွေ့အဖြစ်အခုရှမ်းပြည်မှာအင်အားကြီးလက်နဲ့ကင်တပ်ဖွဲ့က9ဖွဲ့10ဖွဲ့လောက်ရှိတယ်အဲ့တော့ကိုယ့်အဖွဲ့သူ့အဖွဲ့အရင်တုန်းကတော့အားမရှိခင်တုန်းကတော့သူတို့တွေကရင်းနှီးတဲ့မိတ်ဆွေတွေပေါ့ညီကိုတွေပေါ့အခုကစီရင်အားကလည်းအတော်တန်ရှိလာပြီဆိုတော့ဥမာအရင်တုန်းကဆိုရင်ဒီ TNL လေးဆိုရင် KIA ဒီမှာဒီပူးတွဲပြီးတော့မှဥမာဒီ KIA လိုက်စာကိုဘုံကျဲတဲ့အချိန်တုန်းက TNL အရာရှိ9ယောက်တောင်ပါသွားတယ်လေနော်2018တုန်းကထင်တယ်ပဲဘုံကျဲတုန်းကအဲ့ဒီဘုံကျဲခံရတဲ့အချိန်တုန်းက TNL ရဲ့အရာရှိငယ်လေးတွေ9ယောက်လောက်ပါတယ်နောက်ပြီး AA ရဲ့အရာရှိတွေပါတယ် AA ပဲဂျေဆုကို KIA ကသူတို့အပေါ်ဂျေဆုရှိတယ်ဒီဂျေဆုတရားတွေကိုဒီ AA တတ်တော်သားတွေအနေနဲ့မမေ့ပြောက်ဖို့ဒီသူတို့ကိုဂျေဆုစတ်တဲ့အနေနဲ့ပမော်မြို့ကိုအင်အားဖြည့်ပြီးတော့မှရအောင်တိမ့်ဖို့အဲ့လိုမျိုးတွေတွန်းအားပေးတာတွေရှိတယ်လေနော်အခုဒီ TNL နဲ့ KIA TNL နဲ့ SFPP ရှင်းပြောလို့ရှိရင်ကျွန်တော်တို့လည်းတောက်လျှောက်ပြောလာပါတယ်ဒီကိစ္စကသူတို့တွေကရှင်းပြောလို့ရှိရင်ညီကိုအရင်နေ KIA ဆိုရင်လည်းဒီ AA တို့ TNL တို့ကိုပံ့ပိုးဒီအခုကျွန်တော်တို့မြင်နေတဲ့ခေတ်မှာပံ့ပိုးပေးမှုတွေကျွန်တော်တို့အထင်ရှားကိုတွေးခဲ့တယ်ညင်းလို့မရတဲ့အထောက်ထားတွေအများကြီးပေါ့နော် KIA ကရှင်းပြောလို့ရှိရင်ဒီ1980ကုန်းတို့1989တုန်းကSFPP နဲ့ TNLA ဘလောင်တပ်ပေါ့နော်အဲ့တုန်းက PSLA ပေါ့1989တုန်းကတိုက်ပွဲအကြီးအကျယ်ဖြစ်တယ် TNLA
ဒီ PSLF TNLA နဲ့ SSPP ကြားထဲမှာတိုက်ရင်လိုက်ဟိုအင်အားဖြည့်ပြီးတော့မှရှင်းတဲ့အနေအထားဖြစ်တယ်အဲ့တော့က KIA ကကြားဝင်ပေးပြီးတော့မှ ngok speedဆိုတော့ ngok ဆိုတာကအကွေ့ကိုပြောတာ speed ဆိုတာကတပိတ်ဒီသူတို့ဆွေးနွေးတဲ့ဒေတာက ngok speed ဆိုတော့ ngok speed ဖြစ်လာတယ် ngok speed စာချုပ်ဆိုပြီးတော့မှတမိုင်းထဲမှာအထင်ရှားရှိခဲ့တယ်ဒီ KIA ကတိုင်လူကြီးလုပ်ပြီးတော့မှ KIA နဲ့SSPP နဲ့ TNL PSLF TNL တွေကြားထဲမှာဆွေးနွေးမှုရှိခဲ့တယ်အခုကြတော့ KIA ကိုတိုင်ကဖြစ်နေတော့ဘယ်သူကကြားဝင်ပေးမလဲပေါ့နော်ဝါကကြားဝင်ပေးဖို့လူကြီးလူကောင်းဆန်ရဲ့လားပေါ့နော်ဝါကလည်းခုနကတော့ကျွန်တော်ပြောတယ်လို့ပြီးခဲ့တဲ့ဆွေးနွေးခန်းတုန်းကကျွန်တော်တို့ပြောဖူးတယ်လို့2018တုန်းကမုံလားအပေါ်မှာအင်အားသုံးပြီးတော့မှတတ်တွေဖယ်ခိုင်းတာတွေရှိတယ်လက်မြောက်လက်နဲ့ချခိုင်းတာတွေရှိတယ်ဒီဗီဒီယိုရိုက်ပြီးတော့မှသူကအားတာတဲ့အကြောင်းမုံလားပေါ်ပိုကြအနိုင်ယူထားတဲ့တပ်ပုံတွေကိုထုတ်လွှင့်ခဲ့တယ်အဲတုန်းကဒါတွေကတမိုင်းမှာကြံရစ်ခဲ့တယ်တမိုင်းမှာထင်ရှားရှိနေခဲ့တော့ဒါကအထောက်အထားပဲအဲကြောင့်မလို့ဒီဝါကဒီဘလောက်လူကြီးလူကောင်းဆန်ပြီးတော့မှဒီကြားထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုဘလောက်ဖြေရှင်းပေးနိုင်မလဲနောက်ဆုံးဒီဂျွန်လထဲမှာတွေ့ရတဲ့အချက်ကတော့ဝါကကြားဝင်ပေးပြီးတော့မှ MNDAA နဲ့ SSCP ကြားထဲမှာကြားဝင်ညှိနှိုင်းဘေးမှုတွေရှိပေမဲ့တဘောတူညီမှုကရတဲ့တလောက်တော့မရခဲ့ဘူးအဲ့တော့ဒီ SSPP နဲ့ MNDAA ကြားထဲမှာလည်းအချိန်မရွေးပုတ်တိုက်မှုတွေရှိလာနိုင်တယ်TNLA နဲ့ KIA နဲ့ပုတ်တိုက်မှုတွေရှိနိုင်တယ်TNLA နဲ့ SSPP ကြားထဲမှာလည်းပုတ်တိုက်မှုတွေရှိနိုင်တယ်ထို့အတူပဲညီအကိုရင်းဖြစ်နေပါတယ်ဆိုတော့ TNLA နဲ့ MNDAA ကိုကောင်တက်ကြားထဲမှာလည်းပုတ်တိုက်မှုတွေရှိနိုင်တယ်အဲ့လိုနေထားပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ရှမ်းပြည်အရေးကone man show ပုံစံနဲ့သွားလို့မရဘူးဆိုတဲ့ဟာကကျွန်တော်တို့တောက်လျှောက်ပြောခဲ့တယ်အဲ့ဒီစကားကတော့ကျွန်တော်တို့ဒီရှမ်းပြည်အရေးပြည်ထောင်စုအရေးမဖြစ်မချင်းဒီအသုံးအနှုန်းတော့သုံးနေရမှာပဲထင်တယ်အဲကြောင့်မလို့ဒီတပ်ဖွဲ့ကဒီနယ်မြေကိုပိုင်ဆိုးထားပြီးလက်နဲ့အင်အားနဲ့တိုက်ပွဲမှာအနိုင်ရထားပြီဆိုရင်ဒါက SAC နဲ့တိုက်ပြီးတော့မှနေရာယူထားတာတကယ်တမ်းဒီ data ထဲမှာရှိနေတဲ့တပ်တွေကသူတို့ညီအကိုမို့လို့ပေးတိုက်တာလေသူတို့ညီအကိုမို့လို့သူတို့ကမဟာမိတ်တွေမို့လို့ခြေချင်းမထိုးတာလေတကယ်တမ်းသူတို့ကြားဝင်ခြေချင်းထိုးလို့ရှိရင်ဒီစစ်ပွဲကြီးကလွယ်လွယ်နဲ့ပြီးသွားနိုင်မလားDan 27နာရှင်းပြောလို့ရှိရင်တစ်ဖွဲ့က SAC နဲ့ပေါင်းဝင်ပြန်တိုက်လို့ရှိရင်ဘယ်လိုဖြစ်သွားမလဲမဟုတ်လားထို့အတူပဲတစ်ဖွဲ့နှစ်ဖွဲ့ကပေါင်းပြီးတော့မှပြန်တိုက်လို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဒီအခြေအနေကဒါကြောင့်မလို့ရှမ်းပြည်အရေးကအရင်တုန်းကကျွန်တော်အနေနဲ့ပေါ့နော်တမိုင်းမှာဖတ်ဖူးလေ့လာဖူးတဲ့ဆွေးနွေးပွဲတွေရှမ်းစော်ဘွားခေတ်တုန်းကကောင်းဆောင်တွေက34ယောက်ရှိတယ်အခုကလွယ်လွယ်ပဲဆွေးနွေးချင်လို့ရှိရင်အခုက TNLA ကလည်းအခုကဒီတအန်းလန်ကောင်စီကိုဖွဲ့စည်းနိုင်ခဲ့ပြီပြီးခဲ့တဲ့ခေါက်တုန်းကဆွေးနွေးတယ်ဒါကသူတို့ရဲ့ဒီ TNLA တအန်းလူမျိုးတွေရဲ့စုစည်းမှုကဂုဏ်ယူစရာစံပြပဲလိုက်တောင်လောက်ရမှာအခုကဒီလိုက်မလုပ်ပဲနဲ့တွေးထိုးခံနေရတယ်စန့်ကျင်ကန့်ကွက်နေကြတယ်အမှန်တော့တကယ်တမ်းဆွေးနွေးပွဲလုပ်လာမဲ့အချိန်ရောက်လို့ရှိရင်အရန်လွယ်မှာအခုဝကလည်းတယောက်တည်းပဲရှိတယ်ကောင်းဆောင်ခေါ်ပြီးဆွေးနွေးရုံပဲဒီရနေတွေကလည်းစုစည်းမှုရှိနေပြီတယောက်တည်းပဲခေါ်ဆွေးနွေးရမှာတို့တူကိုကန့်အခုကကိုကန့်ကောင်းဆောင်တယောက်ဘလောင်ကောင်းဆောင်တယောက်ဝကောင်းဆောင်တယောက်ကချင်ကောင်းဆောင်တယောက်လားဟူတယောက်အခါတယောက်ရှမ်းကောင်းဆောင်တယောက်နောက်ပြီးတော့မှဂျန်တဲ့လူမျိုးတွေလည်းအ ਨੇ စုလူမျိုးစုကိုယ်စားလှယ်တွေလည်းပအိုးကောင်းဆောင်တယောက်ပေါ့နော်တခြားလူမျိုးစုကိုယ်စားလှယ်ကောင်းဆောင်ဆို9ယောက်10ယောက်တော့မပြည့်ဘူးဆွေးနွေးဖို့အရန်လွယ်တယ်စုစည်းမှုရှိလို့ရှိရင်ပေါ့နော် TNLA ဘလာကနေဥဆောင်ပြီးတော့မှနိုင်ငံရေးပါတီတွေ TN ဒီပလောင်တွေရဲ့ CSO CPO တွေနိုင်ငံရေး policy လွတ်တော်အမှတ်တွေရှေ့နေအဖွဲ့တွေကျောင်းဆရာမအဖွဲ့တွေစုစည်းပြီးတော့မှတန်းလန်ကောင်စီကိုဖွဲ့စည်းနိုင်တဲ့ဟာတကယ်ဆန်ပြလို့ပြောလို့ရတယ်နမူနာလည်းယူတင်တယ်ဒါပေမဲ့one man show ပုံစံနဲ့သွားလို့ကတော့ပြဿနာပြီးမှာမဟုတ်ဘူးငင်းချမ်းစွာအတူတကွတင်တွဲနေထိုင်ရေးမှုကိုရှေ့မရှုဘဲနဲ့တကူတော့တွားချင်လို့ရှိရင်တော့တိုက်ပွဲကတော့ပြန်ဖြစ်မဲ့အနေအထားပဲပြီးနိုင်မှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါကိုဆန်းမွေ
နောက်တစ်ခုကဒီကျွန်တော်ရဲ့ဒီရှမ်းလက်နက်ကိုင်ကိစ္စအကြောင်းပြန်ပြောမယ်ဆိုဒီဒီဆွန်လထဲမှာ RCSS နဲ့ SSP ရဲ့ထိတ်တန်းပေါ့နော်ထိတ်ပိုင်းကခေါင်းဆောင်တွေတွေးဆုံမှုတွေရှိတယ်လို့ကျွန်တော်ကြားသိရထားတယ်ပေါ့နော်အဲ့ဒီမှာရောသူတို့တွေဘယ်လိုဆွေးနွေးကြတယ်အပေါင်းလက္ခဏာဆောင်ရဲ့ဆွေးနွေးမှုတွေရခဲ့လားပေါ့ကိုဆိုင်မွန်းနေနဲ့ရောပါကြားသိထားလဲပေါ့ဒီလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေပေါ်မှာကရှင်းပြောလို့ရှိရင်မဆုစည်းလို့မရတော့ပါဘူးခုနကတော့ကျွန်တော်ပြောတယ်လို့ဒီတခြားမျိုးနွယ်စုတွေတော့မှဆုစည်းနိုင်ပြီဒီမျိုးနွယ်စုကြတော့ဘယ်သူကအကောင်းဆောင်ဖြစ်နေမှလဲရွေးလို့ခက်တာပေါ့နော်ဥပမာကျွန်တော်တို့ကချင်လူထုကိုတွေ့တော့စံပြစကလုံးတစ်ခုအရာကောင်းတယ်ကချင်လူမျိုးတိုင်းက KIA ပဲစကလုံးပေါ့နော်အဲ့တော့ဒီကချင်လူမျိုးတွေက KIA ကိုပံ့ပိုးပေးနေတယ်လို့ KIA ကကချင်လူမျိုးတွေရဲ့လွတ်လပ်မှုကိုရှေ့ရှုပြီးတော့မှဦးစားပေးပြီးတော့မှသွားနေတဲ့အချိန်ကချင်လူထုပံ့ပိုးမှုပေးတာကအရန်ကောင်းပါတယ်အခုရှမ်းလူထုကြတော့မဆုစည်းနိုင်တော့ရှမ်းလူငယ်တွေကလမ်းစာပြောက်နေတော့အဖက်ဖက်ကနေတိုက်တွန်းတာနေကြားရတယ်ဟိုမှာတက်ကလူចောင်းသားတွေCPO တချို့တွေအဲ့လိုမျိုးပေါ့နော်တွန်းအားပေးတော့နောက်ပြီးတော့မှလူထုနဲ့တန်ဃာတော်ပေါ့နော်လူထုနဲ့တန်ဃာတော်ကလည်းမလုပ်လို့မရတော့ဘူးကိုဒီတကူဒီရှင်းပြောလို့ရှိရင်မာနထောင်လွှားပြီးတော့မှကိုတစ်ဖွဲ့တည်းလူယုံသွားလို့မရတဲ့အနေအထားမှာဒီရန်သူပုံရန်သူကိုမတိုက်သေးရင်တော့မှအချင်းချင်းမတိုက်ကြဖို့ပေါ့နော်အဲ့လိုမျိုးတွေတွန်းအားပေးဖို့ရှိတယ်ဒီကြီးမားတဘောတူညီမှုရရှိပြီးတော့မှလူထုကိုပြန်ကြားပေးတာတော့ကျွန်တော်တို့မကြားခဲ့ဘူးအဲ့လောက်လည်းမတိကျလောက်တည်ဘူးထင်ပါတယ်တွေ့ဆုံမှုကတော့တတိနေတပ်ပုံတွေတော့တွေ့တယ်စီးပွားရေးကနှစ်ဖက်စီးပွားရေးတာဝန်ခံနေရောက်အလေအလတ်ပေါ့နော်တွင်းရင်းမှုအဆင့်တွေတွေ့ဆုံတာတွေရှိတယ်ကောင်းဆောင်ပိုင်းတွေ့ဆုံတာရှိတယ်အဲ့လိုမျိုးအနေထားဆိုတော့အရန်ကောင်းပါတယ်ခုနကတော့ကျွန်တော်ပြောသလိုရှမ်းလို့ပြောလို့ရှိရင်ဘု து စီသွားရမလဲကောင်းဆောင်ကဘယ်သူမဆိုခက်ခဲတယ်လေနော်ဥပမာဒီကချင်ကောင်းဆောင်ကရှမ်းကောင်းဆောင်ကိုလာတွေ့လို့ရှိရင် SSPP ကိုတွေ့ပြီးလို့ရှိရင် RCSS ကိုပြန်တွေ့ရပြမှာရောထို့အတူပဲနိုင်ငံရေးပါတီဆိုရင်လည်းအဲ့လိုမျိုးအနေထားဆိုတော့တကယ်တမ်း TNLA လိုမျိုးပလောင်လူထုလိုမျိုးတောင်းလန်းကောင်စီကိုဖွဲ့စည်းနိုင်လို့ရှိရင်ရှမ်းလန်းကောင်စီကိုဖွဲ့စည်းနိုင်လို့ရှိရင်ရှမ်းအတွက်လည်းအရန်ကောင်းပါတယ်အခုတွေ့ဆုံမှုကနေပြီးတော့မှပုတ်တိုက်မှုကိုရှော့နိုင်ဆုံးရှော့မယ်ဆိုတဲ့ကိစ္စကနေတဆင်စုစည်းပြီးတော့မှညီမချက်ပန်းနိုင်တစ်ခုတည်းကိုခြေချင်းမထိုးကြဘဲနဲ့ဘယ်လမ်းပဲသွားလီလောပဲသွားနွားလဲနဲ့ပဲသွားဆက်လီနဲ့ပဲသွားကားနဲ့ပဲသွားတောင်ဒီမြော်မန်းချက်ပန်းတိုင်ရောက်ဖို့အရန်အရေးကြီးတယ်အဲ့ဒီတစ်ခုပဲဒါပေမဲ့ကြားထဲမှာအဲ့လိုမသွားဘဲနဲ့အချင်းချင်းခြေဖနှောက်နင်းနေလို့ရှိရင်တော့ရမှာမဟုတ်ဘူးအရန်ခက်ခဲနေတဲ့အနေအထားမှာအထူးလိုအပ်တဲ့အနေအထားမှာဒီတွေ့ဆုံမှုကအရန်ကောင်းပါတယ်ဒါပေမဲ့ခုနကတော့ပြောတယ်လို့ရေရာတိကျတဲ့ထုတ်ပြန်ချက်တွေသဘောတူညီချက်တွေမတွေ့ဘူးရှိလဲရှိလောက်မှာမဟုတ်ဘူးဒီခေါင်းဆောင်တွေကိုတိုက်တွန်းချင်တာကတော့အရင်တစ်ပတ်တုန်းကလည်းကျွန်တော်တို့ပြောပါတယ်ဒီတွေ့ဆုံဆွေးနွေးပွဲကတန်ဖိုးရှိတဲ့ဆွေးနွေးပွဲဆိုရင်ပွင့်လင်းမြင်သာမှုရှိရမယ်တည်င်းထောက်တွေဆိုတာကလူထုအတွက်အကျိုးပြုတဲ့တည်င်းထောက်တွေကပါပါတယ်ကျင့်ဝတ်ထဲမှာနိုင်ငံတော်အဆင့်ဒါမှမဟုတ်အမျိုးသားအဆင့်လျှို့ဝှက်ချက်တွေဆိုရင်မထုတ်ပြန်ရဘူးဆိုတဲ့ဟာတည်င်းထောက်ကျင့်ဝတ်တွေရှိတယ်ကျွန်တော်တို့တည်င်းကြားတိုင်းရေးမှာမဟုတ်ဘူးမဟုတ်လားဒါပေမဲ့တည်င်းထောက်ကိုလည်းမဖိတ်ကြားဘူးပါရီဆွေးနွေးလည်းမသိဘူးနောက်ပြီးတော့မှဂုံတိတ်ခါရှိတဲ့လူကြီးတွေလည်းပါဝင်တာမကြားရဘူးဆိုတော့တို့ဆွေးနွေးပွဲကတန်မိုးရှိတဲ့ဆွေးနွေးပွဲဟုတ်ပါရဲ့လားဆိုတဲ့မြေမြန်ချက်ပေါ့နော်ဒီတိုင်းပြီးတော့မှထမင်းတူစားနေတဲ့ဆွေးနွေးပွဲလားအဲ့လိုမျိုးလူထုရဲ့အားကိုးစရာပွင့်လင်းမြင်သာမှုရှိတဲ့ဆွေးနွေးပွဲမျိုးမဖြစ်လာသေးတဲ့၍ကတော့ဒါကတွေ့ဆုံဆွေးနွေးပွဲလို့တော့အဆင့်လို့တော့ပြောလို့မရဘူးထုတ်ပြန်ကြေညာချက်လည်းမရှိဘူးတန်ဃာတော်တွေလည်းမကြားရဘူးလူထုတွေလည်းမကြားရဘူးအဲ့လိုမျိုးအနေထားဆိုတော့အားကိုးရလောက်တဲ့ယုံကြည်မှုရှိလောက်တဲ့ဆွေးနွေးပွဲမဟုတ်သေးဘူးလို့ပဲသုံးသပ်ရမှာပဲကျွန်တော်တို့သတင်းသမားတွေအနေနဲ့ပေါ့နော်ဒါကြောင့်မို့လို့တစ်ချက်ပွင့်လင်းမြင်သာမှုရှိရမယ်သတင်းသမားတွေပါဝင်ခွင့်ရှိရမယ်နောက်ဒီရှမ်းလူထုအားကိုးရတဲ့ဂုံတိတ်ခါရှိလူကြီးမြင့်တွေ
ပါဝင်တိုင်ခံပြီးတော့မှဒီပုတ်အနေနဲ့ပါဝင်တဲ့ဆွေးနွေးပွဲဖြစ်မှသာလျှင်ယုံကြည်စိတ်ချရတဲ့အားကိုးရလောက်တဲ့ဆွေးနွေးပွဲလို့တော့သုံးသပ်လို့အဲ့လောက်ပဲသုံးသပ်ချင်တယ်လေနော်ဟုတ်ကဲ့ပါဒီလထဲမှာလည်းတစ်ခုနောက်တစ်ခုထူးခြားချက်မှုကပေါ့နော်ဒီဇွန်16ရက်နေ့ကရှမ်းလူခွင့်ရေးနေ့ဆိုပြီးတော့သတ်မှတ်ခဲ့တယ်ပေါ့နော်ဒီရှမ်းလူခွင့်ရေးနေ့ဖြစ်လာဖို့ကလည်းရှမ်းလူမှုအဖွဲ့အစည်းတွေကမပူပေါင်းပဲနဲ့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ပြီးလွန်ခဲ့တဲ့ဒီရှမ်းငရဲနှစ်ပေါ့နော်ရှမ်းပြည်ငရဲနှစ်ဆိုတဲ့1996 99ကဖြစ်ပျက်တဲ့အချက်လက်တွေကိုကောက်ယူခဲ့တယ်ပြီးတော့တွေ့ဆုံခဲ့တယ်အချက်လက်တွေနဲ့ပြီးတော့စာအုပ်တအုပ်ထုတ်ခဲ့တယ်ပေါ့နော်မရင်းချင်းခွင့် license ဆိုတဲ့စာအုပ်ကိုထုတ်ခဲ့တယ်နော် license to read ဆိုရတော့လေဒီရဲ့စာအုပ်ထုတ်ခဲ့တယ်ဒီဟာကလည်းပြောရမယ်ဆိုရင်တော့ရှမ်းအမျိုးသမီးရေးရာဆက်သွယ်ရေးလှုပ်ရှားရေးစွမ်းနဲ့ရှမ်းလူခွင့်ရေးမှန်တိုင်း SHRF တို့ကပူးပေါင်းပြီးတော့အချက်လက်တွေတေချာစုစည်းပြီးတော့ထုတ်ခဲ့တယ်ကဘာနိုင်ငံတကာကအတိမပြုခဲ့တဲ့အဆင့်နဲ့ပြီးတော့ဒီပမာစစ်တပ်ပေါ့နော်အရင်ကဆိုမြန်မာစစ်တပ်လို့တပ်ပေါ့နော်ကလည်းတံပြန်ထုတ်ပြန်ခဲ့တဲ့အားတွေ license to rate ပေါ့ license to rate ကဒီစွမ်းနဲ့ရှမ်းလူခွင့်ရေးမှန်တိုင်းပူးတွဲထုတ်တယ်အဲ့ဒါကိုတရင်တူတရင်မားတွေပါဆိုပြီးတော့မှဒီအဲ့ချိန်တော့နာဝတပေါ့နော်အဖက license to lie ဆိုတဲ့စာအုပ်ပြန်ထုတ်တယ်ပေါ့နော်ဒါကိုကြည့်ရင်ကျွန်တော်ရှမ်းလူမှုအဖွဲ့အစည်းတွေကပူးပေါင်းမှုကြောင့်အားတော်ကောင်းခဲ့တယ်ဆိုတာမြင်ရတယ်ဟုတ်တယ်ဒါကြောင့်နိုင်ငံတကာကလည်းအတိမတ်ပြုခဲ့တဲ့အဆင့်ဖြစ်ခဲ့ပါတော့ဒီရဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေပြန်ပူးပေါင်းပြီးတော့လက်တွဲပြီးလှုပ်ဆောင်ဖို့တဲ့အချိန်ကာလတစ်ခုလည်းဖြစ်တယ်ပေါ့နော်သူတို့အနေနဲ့ကလည်းပူပေါင်းလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရှမ်းပြည်ကတက်နှစ်တက်ကောပဲပူပေါင်းနိုင်မယ်ဆိုရင်ဒီရဲ့အားတစ်ခုဖြစ်လာမယ်ပေါ့နော်ကျွန်တော်ခဏအများအားပြောလာတယ်ပေါ့နော်လူငယ်တွေကပဲခေါင်းဆောင်ကိုတော့ရွေးရခေါ်ရမလဲဆိုလဲလမ်းပြောင်းနေတဲ့လူငယ်တွေအတွက်လည်းအားတစ်ခုဖြစ်မယ်ပေါ့ဒါကြောင့်ဒီရဲ့လူမှုအဖွဲ့အစည်းတွေကရောရှမ်းအရင်တော့လည်း CBO ဆိုတာရှိခဲ့ပေါ့ဒီရဲ့ဟာပြန်ပြီးတော့ပူပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်ရောဘယ်လောက်ထိအားကောင်းနိုင်လဲပေါ့ရှမ်းတွေအနေနဲ့ဒီငရဲနှစ်ကိုပြန်ပြီးတော့မှပြောရလို့ရှိရင်အမှန်တော့1996ကနေ96လောက်အထိ96 99 98 99လောက်အထိကိုမှလောက်ခဲ့တယ်စစ်အဲ့တုန်းကနာအဖတက်ကဘာလို့လဲဆိုတော့ရှမ်းပြည်တောင်ပိုင်း17မြို့နယ်အတိကကတော့အခုကတော့လွယ်လမ်ခရိုင်ပေါ့အရင်တော့လွယ်လမ်ခရိုင်ကအရန်ကြီးတယ်လीနော်အခုကျတော့စစ်ကောင်စီကခရိုင်ကိုခွဲလိုက်တော့လွယ်လင်ခရိုင်အောက်ကအခုကလန်ခေခရိုင်နမ်ဇန်ခရိုင်နောက်ပြီးတော့မှမုံစုခရိုင်အဲ့မျိုးခရိုင်တွေဖြစ်သွားတော့ခရိုင်တအားများသွားတယ်ဒါပေမဲ့အဲ့တုန်းကဒီလွယ်လမ်ခရိုင်17မြို့နယ်ရွာပေါင်း1800ကျော်ကိုစစ်ကောင်စီကမီးရှို့တယ်ရှမ်းဖုံးကြီးတွေကိုကုန်နေအိတ်ထဲထည့်ပြီးတော့မှနမ်ပန်းချောင်းတန်လွယ်မြစ်နမ်ပန်းချောင်းထဲတန်လွယ်မြစ်ထဲကိုပြစ်တက်ပြီးအရှင်လတ်တက်ခံရတာတွေရှိတယ်ဖုံးကြီးကျောင်းနဲ့အတူဖုံးကြီးတွေကိုခြီးပြီးတော့မှမီးရှို့လိုက်တာတွေရှိတယ်နောက်ပြီးတော့မှဒီဒေရခါမျိုးသမီးရှမ်းပဲမဟုတ်ပါဘူးဒီရန်လမ်တို့ရန်လိုက်တို့ပလောင်တို့ပအိုးတို့အကုန်အများကြီးပါတယ်အဲ့ဒီဒီနယ်မြေရှင်းလင်းရေးလှုပ်တဲ့အချိန်ပေါ့နော်အဲ့မှာဒီ license to rape ကောက်ထားတဲ့အချက်လက်တွေအရ660ကျော်တယ်အမျိုးသမီးတွေအဓမ္မပြုကျင့်ခံရတော့ကလေအဲ့တော့ကဘယ်လိုဖြစ်လာလဲဆိုတော့စစ်ကောင်စီရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့တည်င်းထုတ်ပြန်ချက်အရကြည့်လို့ရှိရင်အဲ့ဒီ1996တုန်းက MTA ကမုံတိုင်းအာမီကလက်နဲ့ချသွားတယ်အဲ့ချိန်တုန်းကဗိုလ်မှူးကြီးရစစ်ကလက်နဲ့မချဘဲနဲ့တိုက်ရင်တရင်ကိုဦးဆောင်ပြီးတော့မှ SSPP တို့အဲ့တုန်းက SPPC ထင်တယ်အဲ့တုန်းကရှမ်းပြည်အခု SSPP ပေါ့နော်မြောက်ပိုင်းအဖွဲ့တွေအဲ့တုန်းက SSPP ရှိမယ် SSNA ရှိမယ်ရှမ်း State Nationality Army ပေါ့ဗိုလ်မှူးကြီးကန်းရဲ့ဦးဆောင်တဲ့အဖွဲ့ဒီ SSPP ကြတော့ဗိုလ်ချုပ်လွိုင်မောင်းဦးဆောင်တဲ့အဖွဲ့တဘောတူညီမှုအရကဒီခွဲထွက်ထားတဲ့ RCSS အခုဖြစ်လာတဲ့ RCSS ပေါ့နော်ဗိုလ်မှူးကြီးရဲ့စစ်ကမြောက်ပိုင်းအဖွဲ့နဲ့တော့ပေါင်းတော့ SSA not ဆိုပြီးတော့မှတောင်ပိုင်း SSA ဆိုပြီးတော့မှနာမည်ယူလာတယ်အခုတည်းဒီ SSA ဆိုတဲ့နာမည်အဲ့ကလေးကစလာတာ
96ကလေးကစလာတယ်ဒီ SSC ဖြစ်လာတာပေါ့နော်နောက်ပိုင်းဒီဘက်ရောက်လာတော့တစ်ဖက်ကလည်းဒီဗိုလ်မှူးကြီးရစစ်ဦးဆောင်တဲ့အဖွဲ့တွေကတောက်လျှောက်တိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့ဌာနချုပ်ကလည်းမရေရဘူးRCSS တပ်ကိုလိုက်တိုက်နေရင်းနဲ့အဲ့ဒီကျေးရွာတွေကိုမြှရှို့တာဗိုလ်ချုပ်ရစစ်ကိုတိုင်ပြောထားတဲ့အတန်ဖိုင်တွေလည်းအများကြီးရှိပါတယ်အဲ့ဒီရှမ်းလို့ဆိုရင်တော့ဇော်ရစစ်မန်းဟမ်လို့တော့တင်းဒီတမိုင်းတွင်တာပေါ့နော်တင်းတွင်တာမဟုတ်တမိုင်းတွင်တာဇော်ရစစ်မန်းဟမ်ဆိုပြီးတော့မှတမိုင်းတွင်တယ်အဲ့ဒီဗိုလ်ချုပ်ရစစ်တက်တွားတဲ့လမ်းမှာကစစ်ကောင်စီကရှမ်းရွာတွေကိုလိုက်ဖြက်စီးတယ်ဖြက်လေးဖြက်ပေါ့အဲ့တုန်းကလူထုရဲ့ရွာလူထုနဲ့ဆက်တွယ်တဲ့လမ်းကြောင်းတွေအကုန်ဖြက်အဲ့တော့လူထုကိုမောင်းထုတ်လူထုရဲ့ရွာကိုမီးရှို့လေယာတွေကိုမီးရှို့ဖုန်ကြီးကျောင်းတွေမီးရှို့လူထုနဲ့အဆက်အသွယ်မဖြစ်အောင်နောက်ပြီးတော့မှရိတ်ခါရတဲ့လမ်းကြောင်းတွေဖြက်ရိတ်ခါရတဲ့လမ်းကြောင်းဆိုဥမာတို့ကူတန်းရောင်းဝယ်ရေးဒီအကုန်ဖြက်တယ်ပေါ့နော်နောက်တစ်ခုကျတော့တည်င်းအချက်လက်အကုန်ဖြက်အဲ့တော့တည်င်းလမ်းကြောင်းနဲ့တက်ခဲတော့မှလူထုကိုပေးမတည်ဘူးလေတက်ခဲနှလုံးကင်တဲ့လူထုကတက်ခံရတယ်အဲ့တုန်းကပါရာစီတမောတဘူးကင်တဲ့လူကတက်ခံရတယ်ဖျောင်းတိုင်တထုပ်ကင်တဲ့လူကတက်ခံရတယ်ဘာဆိုတော့ဒီတော်လန်ရေးဝင်နေတဲ့ဗိုလ်ချုပ်ရက်စစ်အဖွဲ့ကိုတော့ထောက်ပတ်နေဆိုတဲ့စုဆွဲချက်နဲ့အကုန်တတ်တာလေတတ်တော့ဒီဖြက်လေးဖြက်စာနာရိတ်ခါဖြက်ပတ်စံဖြက်တတိယလက်ချက်လက်ဖြက်လူထုဖြက်ဒီဖြက်လေးဖြက်ကိုဒီနာအားဖကရှမ်းပြည်တောင်ပိုင်း17ရွာကိုလှုပ်ခဲ့တယ်လှုပ်တော့ခုနကတော့ပြောတဲ့ဒီရှမ်းမျိုးသမီးအဖွဲ့တွေရှမ်းလူခွင့်ရေးအဖွဲ့စုပေါင်းပြီးတော့မှမှုတိန်ကျင့်ခွင့်ရလိုင်စင်ဆိုပြီးတော့မှစာအုပ်ထုတ်တယ်အင်္ဂလိပ်လိုကြတော့ license to read ပေါ့အဲ့တော့ကစုစည်းမှုတော်တော်အားကောင်းခဲ့ပါတယ်ဒါပေမဲ့အခုအနေထားအရာကတော့ခုနကတော့ပြောသလိုစုစည်းမှုအရန်လိုအပ်ပါတယ်ဒါပေမဲ့ခုနကတော့ပြောသလိုရှမ်းညီညွတ်ရေးကခေါင်ယိုနေတော့သားသမီးတွေကနေရခက်တာပေါ့ဥမာဒီအဖွဲ့ကဒီအဖွဲ့ဖက်ပါနေတယ်ဒီအဖွဲ့ကဒီအဖွဲ့ဖက်ပါနေတယ်ဆိုပြီးတော့အချင်းချင်းကဝင်ထွက်ဆက်ဆံရေးမလုပ်တော့ဘူးအဲ့တော့ CBO CSO တွေကြားထဲမှာလဲအဲ့လိုမျိုးမတိမတာကွဲလာတယ်အဲ့ကြောင်းတွေထင်လာတယ်အဲ့တော့နောက်ဆုံးကဝင်ထွက်မှုအားနည်းသွားတယ်တစ်ဖက်ကလည်းတချို့အဖွဲ့တွေကလည်းဒီတက်ကလည်းအလုံးမဖြစ်ပါဘူးအားမကိုးရပါဘူးဒီတက်လည်းအားမကိုးရဆိုရင်ဘဒုကမှမဝင်မထွက်ပဲနဲ့တီးတတ်နေတဲ့အတူတွေလည်းရှိတယ်အဲ့လိုအနေထားဖြစ်တော့ဒီစီးလုံးဖို့ဆိုတာခက်ခဲရတာပေါ့နော်ဒါပေမဲ့ခုနကတော့ပြောတယ်လို့ဒီတပတ်တင်းကောင်းကတော့လူငယ်တွေစုစည်းမှုတွေနိုင်ငံရေးတွန်းအားကောင်းလာဖို့လူငယ်တွေစုစည်းပြီးတော့မှဒီဗာလဲဒီ DYC ဆိုတဲ့ဟာတွေဖွဲ့စည်းလာတဲ့အနေအထားဆိုတော့တကယ့်ကိုကောင်းတဲ့အလားအလာပါစုစည်းညီညွတ်မှုကတော့အရန်ကောင်းပါတယ်ဒီအရင်တုန်းကဒီပိန်လုံကဆရာတော်ဘုရားကြီးဆိုရင်ခုတော့ပြန်လုံတော်မူသွားပါပြီဆရာတော်ဘုရားကြီးမိန့်တော်မူတာစုစည်းညီညွတ်မှုကဒီအားတဲ့ရီအားတဲ့ဘာလဲပါတယ်ဆိုတဲ့အနှိမ်ခံပါတယ်ဆိုတဲ့မျော်လင့်ချက်နဲ့စုစည်းညီလို့ရှိရင်အဲ့ဒါလည်းခွန်အားပဲပေါ့ဥမာ PNO ဆိုရင်ဗာလဲတည်င်းမကောင်းတဲ့တည်င်းတွေပြောခံရတယ်တည်င်းတိုက်ခံရတယ်စစ်ကောင်စီခြေတလုံးကိုဖက်ပြီးတော့မှတက်ကိုထူထောင်နေတယ်ဆိုပြီးတော့မှပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြီးတော့မှစုစည်းမှုရရင်တောင်မှကောင်းတယ်ပေါ့နော်ဆရာတော်ဘုရားမိန့်တော်မူတဲ့ဟာအဲ့လိုမျိုးအနေထားပေါ့နော်ဒါကြောင့်မို့လို့အခုကလိမ်မာတဲ့စုစည်းမှုတကယ့်ကိုရဲရင်ပြတ်သားတဲ့စုစည်းမှုမဖြစ်ရင်တောင်မှငါတို့အတူတူအားရအောင်ဆိုတဲ့စုစည်းမှုမျိုးဖြစ်သွားရင်တော့မှကောင်းတယ်ဆိုတဲ့အနေထားပေါ့နော်ကျွန်တော်တို့လည်းပြောရင်းနဲ့ပမာစကားတော့အဲ့လိုနေထားပါတော့ဟုတ်ဒါမဲ့တစ်ဖက်ကိုပြန်ကြည့်ရင်ကျွန်တော်တို့ရဲ့ခေတ်အဆက်ဆက်ကရှမ်းရဲ့အဖွဲ့အစည်းတွေကပူးပေါင်းလာတယ်ပြန်ကွဲသွားတယ်ပေါ့နော်အမဲတမ်းအဲ့လိုမျိုးကြုံရတယ်ပေါ့နော်ဒါကြောင့်ဒီလူငယ်တွေဖွဲ့လာတဲ့ဒီရှမ်းလူငယ်ကွန်ဂရက်ပေါ့နော်ဒါကလည်းသူ့ရဲ့ရည်မှန်းချက်ကလည်းကောင်းတယ်ရှမ်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးရှမ်းတမျိုးသားလုံးပါတော့ဒါရှမ်းတမျိုးသားလုံးဆိုတော့အားလုံးပူးပေါင်းဖို့လိုအပ်ပြီပေါ့နော်ဒါရှမ်းလူငယ်တစ်ခုတည်းမဟုတ်တော့ရှမ်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကသူကရည်ရွယ်ချက်ကအဲ့ဟာကြောင့်ဒီဟာတွေအောင်မြင်ဖို့อ่ะကျွန်တော်တို့ခေတ်ဆက်တမိုင်းမှာတွေးလိုက်ရင်သူကပေါင်းတယ်ပြီးရင်အစည်းအဝေးခေါ်တယ်ပြီးရင်လှုပ်ဆောင်မှုမရှိဘူး
ပြင်ပြတ်သွားတယ်အမျိုးပေါ့နော်မဖြစ်ဖို့အတွက်ဒါတွေကိုဟိုပေါ့နော်ဘယ်မှာပညာအရင်တော့ကလည်းယူလာတဲ့ဟာတွေပေါ့ရှိရပေါ့အတွေ့အကြုံရတယ်ရှိရဆိုတော့ဒါတွေကိုဘယ်လိုလုပ်ဖို့လိုအပ်လာပြီလဲပေါ့နော်ဒီလိုလှုပ်လိုက်ပြက်လိုက်မဖြစ်ဖို့ရောပြီးတော့တကယ်လှုပ်ဖို့အတွက်ရောဘာတွေတွန်းအားအနေနဲ့ပေးချင်တယ်သူတို့အတွက်ဘာပေးချင်လဲပေါ့ အမှန်တော့လေဒီစုစည်းမှုဆိုတာအားလုံးပါဝင်ရင်အရန်ကောင်းပါတယ်အခုကအားလုံးပါဝင်ရဲ့လားဆိုတဲ့မိခွန်းတစ်ခုမေးမြန်းဖို့ရှိတယ်အားလုံးမပါဝင်တဲ့စုစည်းမှုဆိုရင်တော့စုစည်းမှုဖြစ်လာမှာမဟုတ်ပါဘူးနောက်ပြီးတော့မှစုစည်းမှုရဲ့ vision mission ကိုမျှော်မှန်းချက်ပန်းတိုင်ဒီဟာတွေကခိုင်မာမာနဲ့အနစ်နာခံပြီးတော့မှ commitment အပြည့်နဲ့လုံးမပါလျင်ဒီစုစည်းမှုကအောင်မြင်မှာဖြစ်ပါတယ်နောက်တစ်ခုကြတော့ပွင့်လင်းမြင်သာမှုပေါ့နော်ပွင့်လင်းမြင်သာမှုဆိုတဲ့ဟာကကိုတို့ဆွေးနွေးချက်တွေကဘလောက်ရိုးသားမှုရှိလဲနောက်ပြီးတော့မှပါဏာရေးဆိုင်ရာရောဘလောက်ရိုးသားမှုရှိလဲဒီလိုမျိုးအားလုံးကပွင့်လင်းမြင်သာမှုရှိလို့ရှိရင်တော့စုစည်းမှုကတော့အောင်မြင်လိမ့်မယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့ဒီစုစည်းမှုကဒီအဲ့ဒီစုစည်းမှုကိုခွင့်ရယူပြီးတော့မှတစ်ချက်မျက်နှာရဖို့နှစ်ချက်ပတ်စံရဖို့အဲ့လိုမျိုးဆိုရင်တော့စုစည်းမှုကဖြစ်လာမှာမဟုတ်ဘူးအတိကကတော့ရှာလူထုကလေဖုံးကြီးတွေလေရှာလူထုထဲမှာအရေးအတွက်ကမနေဘူးเนาะလူဒီပြင်းပြောလို့ရှိရင်တန်ဃာပြိုတွေပေါ့နော်တန်ဃာပြိုတွေနောက်ပြီးတော့မှဝါကြီးထေကြီးဖုံးကြီးတွေလည်းရှိတယ်အများဖြင့်တော့ပြောနေကြတယ်ဒီဖုံးကြီးဆိုရင်နိုင်ငံရေးထဲမှာမပါကောင်းဘူးမပါရဘူးဆိုတဲ့ဟာတွေရှိတယ်ဒါပေမဲ့တချို့တော့မပြောနေလေနော်နိုင်ငံရေးစကားပြောတာကဖုံးကြီးတွေတတူတူဖို့ခွင့်စည်းပွားရေးရောင်းဝယ်ခွင့်ပြောနေတာကစစ်သားတွေအဲ့လိုမျိုးအနေထားဆိုတော့နောက်ပြီးတော့မှကုမ္ပဏီထောင်ဖို့ပြောနေတာကနိုင်ငံအားလုံးတော့မဆိုလို့ပါဘူးเนาะနိုင်ငံရေးပါတီတွေအဲ့လိုမျိုးပေါ့เนาะအခုလည်းနေပြီးတော့သွားတဲ့အဖွဲ့တွေကဒီနိုင်ကုမ္ပဏီထောင်ဖို့ဘလောက်ခွင့်ရေးရသွားကြပါလဲတော့ပြောတတ်ဦးလေเนาะအဲ့လိုအနေထားဆိုတော့လေเนาะကျွန်တော် investigate တေချာလုပ်ပြီးတော့မှတင်းဖော်ထုတ်လို့ရှိရင်တော့သိမှာပဲလေเนาะဘယ်သူကဘာလို့ဒီအဲ့ကိုရောက်နေလဲဆိုတဲ့ဟာတွေပေါ့เนาะဒါကြောင့်မလို့လူငယ်တွေနဲ့တွန်းအားပေးချင်တာကတော့တစ်ချက်ပွင့်လင်းမြင်သာမှုရှိတဲ့နေနောက်ပြီးတော့မှရှမ်းတစ်မျိုးသားလုံးဆိုတော့ကျေပြတ်ပါတယ်ဟိုမှာကရင်ပြည်နယ်ထဲမှာလည်းရှမ်းလူမျိုးတွေရှိတယ်ပဲခူးမှာလည်းရှမ်းလူမျိုးတွေရှိတယ်နောက်ပြီးတော့ကချင်မှာလည်းရှမ်းလူမျိုးတွေရှိတယ်စကိုင်းမှာလည်းရှိတယ်ရှမ်းတစ်မျိုးသားလုံးဆိုတော့အရန်ကြီးကျေပြတ်သွားပြီးတော့မှလုံနိုင်ပါမလားဆိုတော့မျိုးစိုးရိမ်ချက်လေးလည်းရှိတာပေါ့နော်ဒါပေမဲ့ဘာဖြစ်ဖြစ်စုစည်းမှုကနေဒီပြက်မှုဒါမှမဟုတ်စုစည်းမှုကနေအားကောင်းတဲ့စုစည်းမှုဖြစ်လာဖို့ဆိုတဲ့ဟာကတော့ဒီအရန်ကြီးကိုစ조사ရမှာဖြစ်ပါတယ်ဒါပေမဲ့ဓမ္မတာတရားအရာကတော့စုပြီးရင်ပြက်တယ်ပြက်ပြီးရင်စုတယ်အဲ့လိုမျိုးအနေထားဆိုတော့ဒီအားကောင်းတဲ့ပါရမီရှင်တွေလာဥဆောင်လို့ရှိရင်တော့ပို့ပြီးတော့မှထိရောက်မလားဆိုတဲ့ဟာတော့မျောမှန်းချက်လေးပေါ့နော်အိမ်မက်လေးပေါ့ဖြစ်မလားဆိုတဲ့ဟာတော့ဘယ်လောက်ထိလုံနိုင်မလဲဆိုတဲ့ဟာတော့ကျွန်တော်တို့သတင်းသမားအနေနဲ့တော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါဒီဟိုပါနော်ဒီကျွန်းလာရဲ့ဒီသုံးသက်ချက်ပေါ့နော်ရှမ်းပြည်ရဲ့စီရေးနိုင်ငံရေးသုံးသက်ချက်ကိုလည်းလာရောက်ဆွေးနွေးပေးအတွက်လည်းကျေးဇူးပါခင်ဗျာ